Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ချင်းမိုင်မြို့လေဖျား blog လေးပေါ့နော်အဟောင်းလေးကိုပြန်လည်ပြီးတော့တင်လိုက်ပါတယ်အဲ့ဒီတော့ကတော့ဒီတစောင်းမုံလာပြညပါအဲ့ဒီခါကျတော့ဒီတစောင်းတိုင်းမီးပုံပွဲတော့လဲကျင်းပနေခဲ့တာပေါ့နော်ဒါကတော့ဖျားမှာပူဇော်ထားတဲ့မီးပုံတွေပါဒီဖျားကတော့ချင်းမိုင်ကျုံရဲ့ဒီမြောက်ဘက်ခြမ်းမှာရှိတာပါဖျားနာမည်ကတော့ Wacklaw Molly ပေါ့နော်ဒီမီးပုံးလေးတွေကတော့ဒီဖျားမှာလည်းဝယ်လို့ရပါတယ်ဒီဖျားမှာဆိုရင်ဒီမီးပုံးလေးတွေကိုဒီစာလေးတွေတို့ဒီစွတောင်းစာလေးတွေတို့ခန်းစားချက်လေးတွေလို့ရေးပြီးဒီလိုမျိုးချိတ်ဆွဲကြတဲ့ဒလေလေးရှိကြတာပေါ့နော်ဒါလေးကတော့ဒီစီမင်းတွေထိုးနေကြတာပေါ့နော်ဒီမြန်မာပြည်နယ်လဲတူပါတယ်မြန်မာပြည်မှာဆိုလဲဒီတစောင်းမုံလာပြီဆိုရင်စီမီကတ်ကြတာဆိုတော့လေဒီသူတို့လဲဗုဒ္ဓဘာသာပဲဆိုတော့အကုန်အယူဆတော့တူပါတယ်ဒီဖျောင်းနိုင်နေဟာဆိုရင်လဲဒီထိုင်းမှာဒီဆူတောင်းမီတစ်ခုပေါ့နော်ဒီထိုင်းမှာတော့တော်တော်ကိုဆူတောင်းမီတော်တော်များပါတယ်ဒီမိဘုံပြန်လဲတင်ကြတယ်မိဘုံလေးလဲချိတ်ကြတယ်ဖျောင်းနိုင်လဲလောက်ကြတယ်ပြီးတော့ရေလဲမျောကြတယ်ပေါ့နော်ဒါကလည်းဒီတစောင်းမုံလာပြညမှာဒီဖျားမှာကျင်းပခဲ့တဲ့မီးအကပေါ့နော်သူတို့ရဲ့ဒီရိုးရမီးအကပါပဲကျွန်တော်တော့ဒီမီးကကြည့်ပြီးသွားပြီဆိုတော့ခဏနေကြရင်တော့ပေးမြစ်ဘက်ကိုခဏပတ်ကြည့်ပါအောင်မယ်အခုဆိုရင်ပေးမြစ်ဘက်ကိုရောက်ခဲ့ပါပြီဒီပေးမြစ်ဘက်မှာလည်းမိဘုံပြန်နေနည်းနည်းပပလွတ်ကြပါတယ်ဒီမျိုးထဲမှာတော့လွတ်ခွင့်တော့မရှိဘူးပေါ့နော်ဒါကတော့သူတို့ဒီထိုင်း local လေးတွေဒီမီးမျောနေကြတာပေါ့နော်ဒီမှာကိုယ့်ဘက်ကိုဆူတောင်းပြီးတော့မီးလေးမျောတယ်ဆိုရင်ဒီဆူတောင်းလဲပြည့်ပြီးတော့မကောင်းတာတွေလည်းရှင်းပေးရလို့ကြားပူပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ရှိပါတယ်နော်နောက်ထပ်တင်မဲ့ blog လေးမှာပြန်လည်တွေ့ဆုံပါမယ်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲbye byeပါနော်အားလုံးပဲ good night ပါ